လေကြောင်းတိုက်ခိုက်မှုက2ကြိမ်ဖြစ်တော့လူကြီးအများကြီးလက်သေးတယ်ရွာမှာလည်းမနေရတော့ကြတော့အများကြီးဖြစ်တယ်လမ်းပေါ်မှာဆိုရင်လူဦးရေကမရှိဘူး6ကပ်နေပြီခုကြတော့လေရွာထဲမှာပဲလဲလူမရှိဘူးလမ်းပေါ်မှာလည်းလူမရှိဘူးတော်တော်ကို6ကပ်နေတာတယောက်ကအဲ့ဒီပဲရဲ့ဒီကအကြီးမဒီနာတည်ဟုတ်မပြက်ခမန်းကြီးတော့တော်တော်များသေးတယ်ဗျ။ဟိုစင်းလဲလိုက်ကောက်နေတယ်ဗျ။သူတော်တွေကတော့ဘိုးလိုလဲဆိုတချို့ဟာတွေကတွေးလုံပြီးတော့ဖေးအောင်မှာသုံးတာတွေရှိတယ်။လမ်းမှာလည်းသုံးတာတွေရှိတယ်။ကျိုးဟိုတဲ့နေဝေးရလာတဲ့ဟာတွေရှိတယ်။ဒါတော့တက်တက်ကြီးကိုလာချတာဗျ။ဘယ်လူစီရဲ့ချိန်ကထိကိုင်းမှုကတော်တော်လေးများလဲများတယ်။ကျွန်တော်တို့ကဒါကြီးတော့ရုံမာတဲ့ပုံစံမျိုးဖြစ်နေတာ။ရက်သားတွေ